ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရာတည်င်းကျိုးလာပြည့်နေ့အောက်တိုဘာလ9ရက်2025ခုနှစ်မှာဖြစ်ခဲ့တဲ့32လမ်း Beauty Land Hotel လူတက်မှုကြီးမှာပါဝင်ခဲ့တဲ့တရခန့်အောင်ခန့်ကျော်စင်ရဲ့ Telegram အကောင့်ဟာ10ရက်10လ2025ခုနှစ်ည7:00နာရီကျော်အထိ active ဖြစ်နေခဲ့တာကိုထူးထူးခြားခြားတွေ့ခဲ့ရပြီးတဲ့နောက်မှာထပ်ပြီးတွေ့ရှိရတဲ့အချက်လက်တွေနဲ့ကျန်နေခဲ့တဲ့ကွင်းဆက်တွေကိုဝေမျှပြီးမဲ့ contact တစ်ပုဒ်ကိုလှုပ်ဖြစ်ခဲ့ပါတယ်။ဒါအပြင်အသက်ခံရသူမဆုမြတ်ဝင်းအသက်23နှစ်ရဲ့တက်ရှိထင်ရှားစဉ်တပ်ပေါ်ဟာလည်းပြန့်နှံ့နေခဲ့ပြီးဖြစ်တာကြောင့်လစ်ဟာနေတဲ့ကွက်လက်အချို့ကိုဖြည့်ဆည်းပေးဖို့အတွက်ထပ်မံတင်ဆက်ပေးရခြင်းပါ။အောင်ခန့်ကျော်စင်ဟာရဲမှတ်တမ်းတွေရဩဂတ်24 2006ခုနှစ်မှာမွေးဖွားခဲ့တဲ့သူဖြစ်ပြီးဇိုဒီယက်ဆိုင်ကတော့ Virgo ပါ။သူရဲ့ Facebook အကောင့်မှာတင်ထားခဲ့တဲ့အောက်တိုဘာ31 2005ဆိုတာကတော့တမင်တသက်ခေါ်ခြင်းလို့သူ့ရဲ့မွေးနေ့နဲ့အနီးဆက်ဆုံး Halloween Day ကိုမွေးနေ့အဖြစ်ထည့်ထားခဲ့တာပါမှုခင်ကျူးလို့ရမှာပူပေါင်းပါဝင်ပေးခဲ့သူအေမွန်အောင်ကတော့ဇူလိုင်19မှာမွေးဖွားခဲ့သူဖြစ်ပြီးဇိုဒီယက်ဆိုင်ကကန်ဆာဖြစ်ပါတယ်ဖာဂိုနဲ့ကန်ဆာကပ်ပယ်လေးပေါ့နှစ်ယောက်စလုံးရဲ့အသက်ဟာအဖမ်းခံရခြင်းရဲမှတ်တမ်းမှာအသက်18နှစ်နဲ့9လကိုရောက်ရှိနေခဲ့တာဖြစ်ပြီးထိုက်တဲ့နဲ့ပြည်တံချမှတ်ဖို့အတွက်နှစ်ယောက်စလုံးဟာအသက်ပြည့်ပြီးသားသူတွေဖြစ်နေခဲ့ကြပါပြီအခုမှ12တန်းကိုအောင်မြင်ပြီးသားသူတွေဖြစ်နေခဲ့ကြပြီမဲ့ကိုဗစ်နဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ကြောင်းသားထားခဲ့ရတဲ့ကလေးတွေဖြစ်တာမို့အသက်18နှစ်ပြည့်ပြီးသားတွေဖြစ်နေခဲ့ကြတာပါအောင်ခန့်ကျော်စင်ရဲ့မိဘနှစ်ပါးလုံးဟာဆရာဝန်ကြီးဆရာဝန်မကြီးတွေဖြစ်ကြပါတယ်အဖေဖြစ်သူကတော့တွားဆရာဝန်ကြီးဖြစ်ပြီးတွားဆရာဝန်ဆိုပေမဲ့မိဘလက်ငုပ်လက်ရင်တစ်လုပ်ငန်းကိုပဲဆက်လုပ်ကင်လို့နေခဲ့တဲ့သူပါအမေဖြစ်တဲ့သူကတော့တာဖွာမီရဲ့အထူးကုဆရာဝန်မကြီးဖြစ်ပြီးဆိုင်ရာနယ်ပယ်မှာယာဒူးကြီးကြီးပိုင်ဆိုင်ထားခဲ့သူဖြစ်တယ်လို့အပြစ်စီကတ်တွေမှာလည်းလိုက်ထိုင်တတ်ပြီးအင်မတန်ကျင်နာတတ်ပြီးစိတ်ကောင်းရှိတဲ့ဆရာဝန်မကြီးလို့လူသိများပါတယ်အစိုးရစီယုံတွေမှာပါတာဝန်ထမ်းဆောင်ခြင်းချုံငဲသူလူနာတွေကိုကြည့်ပေးရတဲ့တာဖွာမီရဲ့ဆရာမကြီးဆိုပေမဲ့လူနာတွေကိုစူရာဟောက်တာမျိုးမရှိပဲလဲနေသူထူပေးပါအားငယ်သူအားပေးပါဆိုတဲ့ဆောင်ပုဒ်အတိုင်းမရှိစရင်သားတွေကိုအမြဲတမ်းဖိမကူညီပေးခဲ့တဲ့သူဖြစ်တာမို့ထိဆက်ထိကျွမ်းမှုရှိတဲ့သူတိုင်းရဲ့လေးစားချစ်ခင်မှုကိုခံယူခဲ့ရပါတယ်သူတို့မိသားစုအကြောင်းကိုထဲထဲဝန်းဝင်တည်ကြတဲ့အတွင်းဒီတယောက်ရဲ့ပြောကြားချက်အရဆိုရင်ကျွန်တော်ကတာကီတာတာအထက်ကတစ်ကြောင်ထွက်ဘွေရတူပါမဲ့အေးတီတာဆိုတာကျွန်တော်တို့ကြောင်သားဘွားတွေကလေးစားအားကြခဲ့ရတဲ့သူ့အမျိုးသားစီမှာကျွန်တော်မိဘအိမ်ပြင်ဖို့စောက်ဖို့တည်ဝယ်ခဲ့တဲ့အခါမှာစီစနစ်ရှိပြီးတဘောကောင်းတဲ့ဆိုင်ရှင်အကူကြီးအဖြစ်တည်ခဲ့ရတယ်အခုဆိုရင်တော့လောကသက်ပညာနဲ့ငွေကြေးပြည့်စုံတဲ့သူတွေဖြစ်မှာတည်ကြပါတယ်အကောင်ဆိုအကျိုးနဲ့အပြစ်ကိုဝေဖန်ပိုင်ချနိုင်အောင်အကြောင်းကိုတိလေချင်းဆိုတဲ့တကယ့်ပညာအစစ်ကိုကိုတာလီရဲ့အုံနောက်ထိပ်ကိုထည့်ပေးဖို့အချိန်မပေးနိုင်တာတော့အရန်ကိုဝမ်းနည်းစရာတင်ကန်းစာရစရာဖြစ်ရပါတယ်ဗျာဆိုပြီးမှတ်ချက်ပေးထားတာကိုမြင်ခဲ့ရပါတယ်အောင်ခန့်ကျော်စင်ကမိသားစုထဲမှာတာကြီးအော်ရတာဖြစ်ပြီးအော်တဇင်ဖြစ်နေခဲ့တဲ့ညီမလေးတစ်ယောက်ရှိပါတယ်အမေဖြစ်သူဆရာဝန်မကြီးဟာအစိုးရစေယုံနဲ့လူများတဲ့စေကန်းတွေကိုအမြဲတမ်းလက်ပတ်ထိုင်နေခဲ့ရတာဖြစ်ပြီးဖေဖြစ်သူကလည်းစီးပွားရေးအလုပ်ကိုင်တွေနဲ့အမြဲတမ်းအလုပ်ရှုပ်နေခဲ့ရတာဖြစ်လို့တာသမီတွေအတွက်အချိန်ပေးနိုင်တာတိတ်ကိုနေလွန်လာတယ်လို့ဆိုပါတယ်အမေဖြစ်သူဟာအသက်50ကျော်အဖေကလည်း55နှစ်ကျော်ဖြစ်နေခဲ့ပြီးစေကျော်သက်သားရဲ့ပြောင်းလဲနေတဲ့အတွင်ပြင်စိတ်နေစိတ်ထားတို့ကိုအကဲခတ်လိုက်မမီနိုင်ပဲအချိန်မီထိန်းချောင်းပိတ်ပြင်ဖို့အတွက်မလိုက်နိုင်ခဲ့တာဖြစ်မယ်လို့တွေးထင်ရတာပါပဲစင်မနာရင်ကျုံလူမနာရင်ယုံဆိုပြီးပညာတတ်လူတန်းစားရဲ့တာသမီပျက်စီတာအသားကွိုင်းမကောင်းလို့အလွန်ကြိုလိုလိုက်ခဲ့လို့ငွေနောက်လိုက်နေလို့ဆိုပြီးအပြစ်တင်ကြတဲ့လူတွေရှိပေမဲ့တချို့တော့အမြင့်တီလာခဲ့တဲ့တတွေဗီဇတွေဟာမိဘမပြောနဲ့ဖះဆုံးမတာတော့နားထောင်ဖို့အတွက်အသိဉာဏ်မရင်တန်နိုင်တဲ့လူတန်းစားတွေအမြောက်အများရှိနေခဲ့တာမို့ဒါမျိုးလဲဖြစ်သွားနိုင်တာပါပဲဆိုပြီးခြေပပြောဆိုမှုတွေလည်းရှိပါတယ်အောင်ခန့်ကျော်စင်တင်ထားခဲ့တဲ့ Telegram အကောင့်ဟာဆိုရင်စေကျော်တက်ကောင်လေးရဲ့အကောင့်မှဟုတ်ရဲ့လားလို့ထင်ရလောက်အောင်တူးတီကစားထားတာတူးတီကဏ္ဍတွေပေးထားတာ cryptocurrency တွေဈေးအတက်ကြကစားဖို့အတွက်ဝယ်ယူထားတာတဲရောဟောထားတာအစရှိသဖြင့်စုံနေအောင်ကိုမြင်ခဲ့ရပါတယ်မေလ29ရက်နေ့2024ခုနှစ်မှာခွန်ရှစ်ထွက်သွားခဲ့တဲ့မြန်မာတူတီ application က screenshot ကိုတင်ထားပြီး Great Reduction ခုနှစ်တစ်ပတ်လုံးမျိုးတဲ့တူတီပဲပေးစားတော့မယ်ဆိုပြီးတင်ထားခဲ့ပါတယ်ဂျွန်လ9ရက်နေ့မှာတော့ cryptocurrency တွေဈေးတက်နေတဲ့ပုံကိုတင်ထားပြီးကြက်တည်ရှိရဲဆိုတာဒါမျိုးဆိုပြီးတင်ထားခဲ့ပါတယ်ဒီနှစ်ခုလုံးကလောင်စားရီနဲ့ပတ်သက်နေခဲ့တာဖြစ်ပြီးအောင်ခန့်ကျော်စင်ဟာမန်ယူပွဲတွေမှာတင်းဆက်ကြီးအကြီးကျယ်လောင်ကြီးထက်လေးရှိတဲ့မန်ယူဖန်လေးဖြစ်နေုံနာမကတူဒီလောင်စား cryptocurrency စတာတွေကိုပါဝင်ပတ်သက်နေတယ်ဆိုတာသူတင်ထားခဲ့တဲ့ post တွေအရထင်ထင်ရှားရှားကြီးမြင်ခဲ့ရပါတယ်
ဒီဇင်ဘာ16ရက်နေ့မှာလဲတဲရောဟော်မယ်မိကွန်းတစ်ခု2000ဆိုပြီးတင်ထားခဲ့တယ်လို့အဲ့ဒီနောက်အောက်တိုဘာ4ရက်နေ့မှာလဲခင်မကောင်းလို့တဲရော့ပဲဟော့စားရော့မယ်ဆိုပြီးတင်ထားခဲ့ပြန်ပါသေးတယ်ဒီတော့အထက်လန်ကိုင်းတွေကိုဝင်ထားခဲ့ရုံနာမကအောက်လန်တွေတဲရော့တွေပါစုံစီနေအောင်ဟိုဆက်ဒီဆက်ဝင်နေခဲ့တာမှန်တိတာလို့နေခဲ့တာပါပဲအပေါ်ကအချက်တွေကိုခြုံငုံပြီးတုံ့တက်ရမယ်ဆိုရင်လူတက်တရက်ခန့်အောင်ခန့်ကျော်စင်ဟာဆယ်ကျော်တက်တွေရဲ့ထုံးစံအတိုင်းစိတ်ဝင်စားမှုပေါင်းစုံရောပြောနေခဲ့တဲ့သူဖြစ်ပြီးငွေရဖို့အတွက်အလွယ်ရနိုင်တဲ့ဖြစ်လန်းဒီပေါင်းစုံကိုလိုက်နေခဲ့တဲ့သူဖြစ်တာပါသူရဲ့ social media အကောင့်တွေမှာတင်ထားတဲ့အချက်လက်တွေအရရက်ဆက်ကြကြုပ်ပါတယ်ဆိုတဲ့ဂိမ်းတွေရဲ့လို့တော့တီတီပပမတွေ့ရပဲ solo leveling တွေက Shadow Monash ချင်းစော်မန်အစရှိတဲ့ enemy character တွေကိုပဲတွေ့ခဲ့ရပါတယ်ဂိမ်းဆိုရင် Pokemon Scarlet and Violet Mobile Legends စတာတွေဆိုတဲ့ screenshot တွေကိုပဲတွေ့ရတယ်ဒါပေမဲ့လည်းလူစိတ်ဆိုတာတိတ်ကိုတိမ်မွေးနဲ့ဆိုင်လုံးတာဖြစ်တဲ့အပြင်အတိုင်းအစတိခက်မှန်နိုင်ဖို့ဆိုတာခက်ခဲလွန်းလာတာမို့သူကျွန်တော်တို့ကိုမြင်စေခြင်းတဲ့ပုံစံအတိုင်းကိုပဲ social life မှာဖော်ပြထားတာလည်းဖြစ်နိုင်ပါတယ်သူ့ကြောင့်နေပဲတငယ်ချင်းတွေစီကပြန်ကြားရတဲ့သတင်းတွေအရဆိုရင်ကျောင်းနေပဲတငယ်ချင်းတွေကြားမှာလဲအောင်ခန့်ကျော်စင်ဟာနာမည်အပုတ်နဲ့ဇန်လိုင်းထွက်နေရှာတဲ့သူပါသူအသက်15နှစ်လောက်ကကြိုက်နေတဲ့ကောင်မလေးတယောက်ကသူ့ကိုပြန်မကြိုက်လို့ဆိုပြီးကောင်မလေးနာမည်ကိုတက်တူအတူတွေထိုးကောင်မလေးနာမည်နဲ့တပ်ပုံတွေကိုယူတုံးပြီး Facebook အကောင့်တွေဖွင့်ပြီးဘလောက်ချစ်ကြောင်ကြိုက်ကြောင်တွေကြောင်တောင်လုပ်ခဲ့ပေမဲ့ဟိုကောင်မလေးကထက်ညင်တာကိုခံရတဲ့အခါမှာကြောင်ဓာယူလာခဲ့ပြီးချင်းချောက်လို့ကြောင်ထုတ်ခံလိုက်ရသေးတယ်ဒါအပြင်ဆက်ကနှစ်တုန်းကလည်းသူ့ဖေနဲ့သူကာဆန်မောင်ရင်ကားတိုက်မှုဖြစ်လို့လူတေခဲ့ဘူးတဲ့အဲ့ဒီတုန်းကသိန်းတရာကျော်ပေးပြီးကြည်အေးလိုက်ကြတာဆိုပြီးပြောပြတာကိုကြားသိခဲ့ရပါတယ်သူတင်ထားတဲ့ကိုယ်တိုင်ဆွဲပကြီးလေးတွေအရာဆိုရင်သူကစိုးရတဲ့ကိစ္စတွေအောက်လန့်အသက်တွေလောက်တာဟာသူ့ရင်ကောင်းမလေးထက်တီတွေကသူ့ကိုဖျက်သွားလို့သူ့ကို view မဆိုင်တော့လို့လုံနေတာသူ့ရာကောင်းမွန်တက်မဲ့ပေးမဲ့လမ်းတစ်ခုကိုညွန်ပြပေးနိုင်မယ်ဆိုရင်လူကောင်းတစ်ယောက်ဖြစ်လာမှာသူလုံနေသည်များဟာထက်တီတွေကကျူးကိုက်နေခဲ့တာပါဆိုပြီး message တွေထည့်သွင်းထားတဲ့သဘောကိုတွေ့ခဲ့ရပါတယ်။ဒါဟာ narcissistic personality လို့ခေါ်တဲ့စိတ်တစားရဆွဲကောင်တွေမှာရှိတတ်တဲ့စိတ်မျိုးဖြစ်ပြီးသူတို့ကျူးလွန်သမျှတွေဟာတခြားသူတစ်ယောက်ရဲ့အမားကြောင့်ဆိုပြီးလွဲချတတ်တဲ့စိတ်ထားမျိုးပါပဲ။လူတက်မှုကျူးလွန်ပြီးအိမ်ကိုပြန်ရောက်လာတဲ့အခါမှာလဲကျွန်တော်ကတော့အောင်မြင်သွားပြီဆိုပြီးမိဘတွေကိုတောင်စီရင်မြစကားတစ်ခုလိုပြောခဲ့တာကြောင့်မိဘတွေကအဲ့ဒီအချိန်ကသူမူမမှန်တာကိုတတိထားမိခဲ့ကြတာမို့အထက်ထက်စစ်မိခဲ့တဲ့အခါမှာတော့လူတက်လာတာဖြစ်တဲ့အကြောင်းကိုသိသွားခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့အကြီးကျယ်တုံလုံးခြောက်ချသွားခဲ့ရပြီးမိဘတွေတည်ထားတဲ့လူတက်မှုဖြစ်စဉ်ကတော့အပျော်မဲ့ကောင်မလေးကသူ့ပစ္စည်းတွေကိုခိုးဖို့ကြံရွယ်တာမို့မမျော်လင့်မဲ့တက်လိုက်မိရဆိုတဲ့အလိန်ဆက်ကြီးတစ်ခုသာဖြစ်ပါတဲ့မိဘတွေကတော့တာသမီဆိုတဲ့စိတ်နဲ့အောင်ခန့်ကျော်စင်ကိုလွတ်မြောက်နိုင်စေဖို့ထိုင်းကိုပြေးဖို့စီစဉ်ပေးကြပါတယ်ဒါပေမဲ့စီစဉ်နေတဲ့အချိန်ခဏလေးအတွင်းမှာပဲတာဝန်ရှိတဲ့သူတွေလာရောက်ဖမ်းဆီးခဲ့ကြတာမို့မလွတ်နိုင်တော့တာဖြစ်ပါတယ်ဖမ်းဆီးမှုဖြစ်စဉ်မှာလည်းပုံမှန်300နှစ်တခုတည်းနဲ့တာဆွဲဆိုထားတာဖြစ်ပြီးဟိုတယ်ကိုဖျားယောင်းတွေးဆောင်ခေါ်မှုကြိုတင်ကြံစည်မှုမဒိန်ကျင့်မှုအလောင်းဖြောက်ဖျက်မှုစတဲ့အမှုတွေပေါင်းထည့်ဆွဲထားတာမျိုးမရှိပဲစိတ်တစားလူတက်မှုပုံစံမျိုးနဲ့တာအမှုတိဆောက်ထားခဲ့တာမို့ရာဇဝတ်မှုနယ်ပယ်မှာကျွမ်းကျင်သူရဲရရှိဟောင်းတွေကဝေဖန်ထောက်ပြပြောဆိုနေခဲ့တဲ့အကြောင်းကိုသိရပါတယ်ဒါအပြင်နောက်ထပ်မတူညီတဲ့ရှူရောင်းတစ်ခုကမြင်တဲ့အရာဆိုရင်အောင်ခန့်ကျော်စင်ဟာအောက်လန်အသက်ပညာကိုလမ်းလွဲလှုပ်ဆောင်ခဲ့တာကြောင့်သူပင်ဖိမိသလိုဖြစ်သွားခဲ့တဲ့မိစ္ဆာမကောင်းဆိုးဝါးတွေပူကပ်ပြီးလူမဆန်တဲ့လုပ်ရက်ကိုကျူးလွန်ခဲ့တာဒါမှမဟုတ်ငွေကြီးအားသာပြည့်စုံတဲ့လူတွေလူမလိုက်အထက်တန်းစားအတိုင်းဝိုင်းကပါဝါကြီးကြီးမားမားရှိတဲ့လူတွေပါဝင်တဲ့အောက်လန်ခိုင်းတစ်ခုကိုဝင်ခွင့်ရအောင်လူဝန်တွင်ကလီစာတွေနဲ့ပူဇော်ပတခြင်းကံလန်းမှုအတွက်လှုပ်ဆောင်ခဲ့တာဒါကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ရင်ဘဝအတွက်အောင်မြင်မှုငွေကြေးအာဏာစတာတွေဟာအဲ့ဒီကရဲ့အထောက်ပံ့နဲ့တဟုန်ထိုးတိုးတက်ပြီးနာမည်ကျော်ကြားမှုချမ်းသာမှုစတာတွေကိုရနိုင်တာမို့အမှုကျူးလွန်ပြီးခြင်းအောင်မြင်ပြီးဆိုပြီးတကယ်ချင်းနေနဲ့မိသားစုကိုလိုက်ပြီးပျော်ပြနေခဲ့တာလို့ဆိုပါတယ်ကောလာဟာလာတွေအရဆိုရင်သူစိတ်ကြမ်းမာရေးမကောင်းကြောင်းလွန်ခဲ့တဲ့နှစ်တည်းကစစ်စစ်ထားတဲ့တက်တွေစိမတ်တန်တွေထွက်ရှိလာတော့မှဖြစ်ပြီးစိတ်ပေါ်အတွက်ယူတွတ်တူတယောက်အနေနဲ့တာပြစ်ထန်လျှော့ပေါ်ချခံရဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုသိရပါတယ်မိတ်ဆွေတို့ရောဒီမူနဲ့ပတ်သက်ပြီးဘယ်လိုထင်ကြပါသလဲအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်